လူသားတိုင်းရဲ့နှလုံးစိတ်ဝမ်းအေးချမ်းမှုပေးစွမ်းနိုင်တဲ့တရားတွေအဆုံးအမတွေသာဖြစ်ဘုရားရှင်ကိုယ်တိုင်ကဗုဒ္ဓသောဘဂဝါဘောရာယဓမ္မံဒေသေတိမြတ်စွာဘုရားပေါ်မှာယုံကြည်ချက်ရှိကြတဲ့တကယ်ကိုလေးလေးမြတ်မြတ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုမျက်နှာကိုးကွယ်ကြတဲ့ယဟန္တာအရှင်မြတ်တွေကလိုနှလုံးသွင်းတယ်လဲဆိုသောဘဂဝါထိုမြတ်စွာဘုရားသည်ဗုဒ္ဓမိမိကိုယ်တိုင်ကသစ္စာလေးပါးကိုသိရှိနားလည်ပြီးဖြစ်၍ဘောရယတရားတွေသစ္စာလေးပါးတရားအမှန်တရားကိုသိရှိနားလည်ဖို့ရာအတွက်ဓမ္မံတရားကိုဒေသေတိဟောပြောတော်မူတာဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဟာအမှန်တရားကိုသိရှိဖို့အတွက်လည်းအထောက်အကူဖြစ်တယ်လို့ဆို။လောကမှာအမှန်မသိသည့်အတွက်ကြောင့်လမ်းလွဲပြီးဆင်းရဲဒုက္ခရောက်နေကြတာများစွာရှိတယ်။မှန်တရားသိခြင်းလို့မရနိုင်ကြဘူး။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းယုံကြည်ချက်နဲ့လိုက်နာကြမယ်ဆိုလို့ရှိရင်မင်္ဂနဲ့လမ်းကြောင်းပေါ်ရောက်သွားမှာထို့တူပဲဒန္တောသောဘဂဝါဓမ္မထာယဓမ္မံဒေသေတိသောဘဂဝါဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဘုရားဟာဒန္တောမိမိကိုယ်တိုင်ကတကယ်ကိုယဉ်ကျေးတဲ့စိတ်နှလုံးရှိပြီးတော့ဓမ္မထာယတရားတွေကိုလည်းယဉ်ကျေးဖို့အတွက်ဓမ္မံဒေသေတိတရားဟောပြောတော်မူတာဖြစ်တယ်ဆိုလိုတာကမြတ်စွာဘုရားရဲ့အဆုံးအမကိုနားလဲရတဲ့ပုဂ္ဂိုလ်တွေဟာရိုင်းသူတွေယဉ်ကျေးသွားဒီလိုဆိုကာယကံမှုဝစီကံမှုမနောကံမှုလို့ဆိုလေရိုင်းပြနေမှုတွေဟာမြတ်စွာဘုရားရဲ့တရားနားရဲကြားလိုက်တာနဲ့ယဉ်ကျေးသွားကြတယ်ရိုင်းဆိုင်တဲ့အနေအထားတွေပျောက်သွားကြတယ်ဆိုပါစို့အလဝကဗီလူကြီးတို့လွန်ချမ်းတဲ့စိတ်ချမ်းကိုယ်ချမ်းခက်ထန်တဲ့ပုဂ္ဂိုလ်တွေဟာလေမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုယင်တဲ့နှလုံးထဲရောက်သွားတာနဲ့ဟာယဉ်ကျေးသွားနာလာဂိရိဆင်ကြီးလို့အရက်ကုန်းမောင်းတိုက်ပြီးတော့မြတ်စွာဘုရားရှိရာလွတ်လိုက်တယ်နာလာဂိရိဆင်ကြီးဟာလေမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာယဉ်ကျေးသွားတယ်အဲ့ဒီလိုလောကရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်တွေယဉ်ကျေးမှုပေးနိုင်တာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်အင်္ဂုလိမာလလို့ကဘာကျော်လူသက်သမားကြီးဟာအဗ္ဗဓမ္မနှိမ့်နှင်းရခက်လို့တိုင်းပြည်အုပ်ချုပ်တဲ့ကောသလဘုရင်ကြီးကတောင်စိုးရွံ့ရတဲ့ကြောက်ရွံ့ရတဲ့ဘုရင်အာဏာတောင်ချိန်ချောက်လာတဲ့အင်္ဂုလိမာလလို့လူဆိုးကြီးကိုတောင်မြတ်စွာဘုရားရဲ့စကားတခွန်းကလိမ္မာယဉ်ကျေးသွားစေမြတ်စွာဘုရားကိုဓာထမ်းပြီးလိုက်တဲ့အခါနောက်ကနေပြီးမှီအောင်မလိုက်နိုင်တဲ့အတွက်ဟေးယဟန်ရပ်လိုက်လို့អော်လိုက်တဲ့အချိန်မြတ်စွာဘုရားငါကရပ်နေတာပါမင်းမဲ့ရပ်ဖို့လိုပါတယ်ဒီစကားလေးတစ်ခေါက်သူ့ဘဝကိုပြောင်းလဲသွားစေတာဖြစ်တယ်မြတ်စွာဘုရားကငါရပ်ထားတယ်မင်းရပ်ဖို့လိုတယ်လို့ပြောလိုက်တဲ့စကားဟာသူ့ရင်ထဲမှာထိသွားတဲ့စကားလုံးဖြစ်လို့ဒီအဓိပ္ပာယ်ကိုသူဟာသိကျင်တဲ့စိတ်တွေကနှိုးဆွားလို့ဘုရားကိုမေးလျောက်တဲ့အခါမင်းဟာသူများအသက်တွေတတ်ပြီးမကောင်းမှုအကုသိုလ်တွေကိုမင်းမရပ်သေးဘူးငါကဒါတွေမလုပ်တော့ဘူးရပ်သွားပြီမကောင်းမှုအကုသိုလ်လုပ်တာငါရပ်လိုက်ပြီအဲ့ဒါကိုရည်ရွယ်ပြီးပြောတာမင်းရပ်ဖို့လိုတယ်ငါရပ်ပြီးနေပြီဆိုတဲ့စကားတစ်ခုဟာသူ့ရင်ထဲနှလုံးထဲရောက်ထိသွားအလွန်ချမ်းသာရစတဲ့အင်္ဂုလိမာလလို့လူဆိုးကြီးတောင်လိမ္မာယဉ်ကျေးသွားတယ်ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားသူတို့ဆိုတယ်တန်တောသောဘဂဝါသမထာယဓမ္မတေတိတိသောဘဂဝါထိုမြတ်စွာဘုရားဟာတန်တောမိမိရဲ့စိတ်နှလုံးကအလွန်အေးချမ်းသည်ဖြစ်၍သမထာယနှလုံးစိတ်ဝမ်းအေးချမ်းဖို့အတွက်ဓမ္မတေတိတိတရားဓမ္မဟောပြောတာပဲဖြစ်မြတ်စွာဘုရားတရားနာလဲရတဲ့အခါစလုံးစိတ်တွေအေးချမ်းသွားစိတ်နှလုံးတွေအေးချမ်းသွားပဒါစာရာတို့လိုပဒါစာရီတို့လိုတောကကြောင့်ရှင်ထဲမှာပူပြီးတော့အယူမဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေ
မြတ်စွာဘုရားရဲ့တရားသံလေးကြားလိုက်တာနဲ့အဆုံးအမစကားလေးသိလိုက်ရတာနဲ့သူ့ရဲ့အပူတွေဟာအလုံးငြိမ်းသွားအဲ့ဒါလို့တဏှတိအမတ်ကြီးပူပင်တော့ကရောက်နေတဲ့အချိန်မြတ်စွာဘုရားရဲ့ဆုံးမစကားလေးတစ်လုံးကြားလိုက်တာနဲ့သူ့ရင်ထဲမှာအေးချမ်းသွားအပူတွေကိုဖယ်ရှားသွားတယ်အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့စကားတော်ဟာနှလုံးစိတ်ဝမ်းအေးချမ်းစေတယ်ဒီကနေ့ကဘာမှာလူတွေဟာတောကလို့ဆိုတဲ့ရှင်ထဲမှာစိုးရိမ်စိတ်တွေနဲ့ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေအလွန်များပြားကြတယ်စီဝါဥစ္စာတိုးတက်လို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းစိတ်ဖိစီးမှုတန်းတွေခံကြအထူးသဖြင့်ဘုရားဝတ္တဝင်မဟုတ်တဲ့နိုင်ငံတွေမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုမရတဲ့နိုင်ငံတွေမှာစိတ်ဖိစီးမှုတွေလွန်များတယ်ဒါကြောင့်မို့သူတို့နိုင်ငံတွေမှာဘယ်သူတွေအလုပ်ဖြစ်နေတော့ဆို psychiatrist တို့ psychotherapist တို့ဆိုတဲ့စိတ်ဖိစီးမှုကိုဖြေပြောက်ပေးနိုင်မဲ့ဆရာဝန်တွေဟာများစွာအလုပ်ဖြစ်တယ်။ဘာကြောင့်စိတ်ဖိစီးတဲ့ပုဂ္ဂိုလ်တွေများမြန်မာနိုင်ငံမှာစိတ်ဖိစီးတဲ့ပုဂ္ဂိုလ်ဆိုအတော်နည်းတယ်မရှိဘူးလို့ဆိုလိုတာတော့မဟုတ်။မြတ်စွာဘုရားရဲ့တရားတော်ကိုနှလုံးသွင်းလိုက်လို့ရှိရင်စိတ်ဖိစီးမှုတွေရောပါသွား။ stress လို့ခေါ်တဲ့စိတ်နှလုံးဖိစီးမှုဟာရာခိုင်နှုန်းနဲ့တွက်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာအလွန်နည်းပြီးတခြားနိုင်ငံတွေမှာအလွန်များပြားဘာကြောင့်များပြားတာတော့ဆိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမကြားနာရလို့မြန်မာလူမျိုးတွေက stress ဘာကြောင့်နည်းတယ်လဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကြားနာရဒါကြောင့်မို့လို့မြန်မာနိုင်ငံလာပြီးတရားဓမ္မကြကြကျိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ stress တွေစိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ဒီ mindfulness ဆိုတဲ့လေ့ကျင့်ခန်းကိုဒီကနေ့သူတို့ဟာသင်ကြားပို့ချပေးနေကြ business တစ်ခုလုပ်တော့မယ်ဆိုရင် mindfulness အဲ့ဒီ mindfulness သူတို့လုပ်တဲ့အလုပ်ဟာတကယ်တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတတိပဋ္ဌာန်နိလမ်းပဲဖြစ်တယ်သို့တော့စနစ်တကျ mindfulness မဟုတ်ဘူးမြတ်စွာဘုရားဟောကြားတဲ့ဒီတတိပဋ္ဌာန်ကျင့်စဉ်တိုင်းကျင့်မဲ့ဆိုရင်နှလုံးစိတ်ဝမ်းအေးချမ်းမှုဟာပြေဝရကြမှာဖြစ်တယ်။ဒါမှ mindfulness လေးနဲ့ဒီမဲ့ stress ကိုလျှော့ချတယ်။စိတ်ဖိစီးမှုတွေဟာပျောက်ကင်းသွားကြလို့ဒီကနေ့ mindfulness based stress reduction ဆိုတဲ့ကျင့်စဉ်တစ်ခုသူတို့ဟာဟောပြောပြီးလူတွေဟာအဲ့ဒါကိုပဲသင်ယူပြီးကိုယ်တဏ္ဍာမှာရှိတဲ့ stress တွေကိုလျှော့ချနေကြ။ဘာကြောင့်ဒီ stress ဖြစ်တယ်ဆိုတာအကြောင်းကိုသိချင်မှသိကြမြတ်စွာဘုရားဟောပြောတဲ့တရားတွေကဘာကြောင့်ဖြစ်တယ်ဆိုတာရယ်ဘယ်လိုလုပ်ရမလဲဆိုတာရယ်နော်အလုံးဖြည်းဖြည်းဝဝဟောကြားဆုံးမတာဖြစ်တယ်စိတ်ရဲ့ထွက်ပေါက်တွေကိုမြတ်စွာဘုရားဟောကြားဆုံးမပေးခဲ့တယ်ဆိုတော့ယင်ထဲမှာအမုန်းတရားတွေရှိနေလို့ရှင်မေတ္တာဘာဝေတ္တဘာဒေါသတမဟာနာယကိုယ်ရင်ထဲကအမုန်းတရားတွေဖယ်ရှားပစ်ဖို့ဆိုရင်မေတ္တာပွားရမယ်ဆိုမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းရင်ထဲမှာမေတ္တာရအောင်ပွားလိုက်ရင်အမုန်းတရားတွေထွက်သွားဖြစ်တယ်မုန်းတိမှုပျောက်ကင်းသွားသည့်အထိအောင်မေတ္တာကိုတည်ဆောက်အောင်မယ်သူတို့ဆိုတယ်အေးဒီကနေ့ခေတ်မြန်မာလူမျိုးတွေအချို့မေတ္တာပွားတယ်ဆိုတာကုသိုလ်ရဖို့တို့စိတ်ကအောင်မေပြီးပွားတာလည်းရှိတယ်မေတ္တာချုပ်မှလုံနေဆိုရင်မေတ္တာပို့ရင်အန္တရာယ်ကင်းတယ်ဆိုပြီးတော့ပွားတာလည်းရှိကြတယ်တကယ်ကတော့မေတ္တာပွားတဲ့ဟာရင်ထဲကအမုန်းတရားကိုဖယ်ရှားဖို့ပွားတာသာဖြစ်တယ်ခေါင်းကိုက်နေလို့ရှိရင်ခေါင်းကိုက်ပြောက်စေးတောက်တယ်လို့ပဲရှင်ထဲမှာအမုန်းတရားရှိနေလို့ရှိရင်အဲ့ဒီအမုန်းတရားကိုဘာနဲ့ဖယ်ရှားမလဲဆိုမေတ္တာနဲ့ပဲဖယ်ရှားရှင်ထဲကအမုန်းတရားတွေရှင်းသွားပြီဆိုတော့မှကိုယ့်ရဲ့မေတ္တာနဲ့ထီအောင်မှုပါသူများကကိုယ့်ကိုခင်မင်းလာဖို့ပွားတာမဟုတ်ဘူးကိုယ့်ရင်ထဲကမေတ္တာကိုယ့်ရင်ထဲမှာအမုန်းတရားတွေပျောက်သွားဆေးတောက်တယ်လို့ပဲမေတ္တာပွားတယ်လို့သူမှတ်ဒါဟာမှန်ကန်တဲ့လုပ်ရတစ်ခုကိုယ့်ရင်ထဲမှာရောက်နေတဲ့ဒေါသဆိုတဲ့အပူမီးမုန်းတီးတဲ့စိတ်ဓာတ်တွေပျောက်ဖို့ဆိုရင်မေတ္တာပွားလို့သူတို့ဆိုလို့တယ်မေတ္တာပွားတယ်တလောကလုံးအလုံးပေါ်မှာညီတူညီမျှမေတ္တာထားနိုင်သွားပြီ
ပထမအစပြိုးပြီးဆိုရင်ကိုမေတ္တာရှိတဲ့အမျိုးသားဆိုမျိုးသားချင်းမျိုးသမီးဆိုမျိုးသမီးချင်းခင်မင်တဲ့ပုဂ္ဂိုလ်တွေကစပြီးတော့မေတ္တာကိုစပြိုးပြီးမုန်းတီးတဲ့ပုဂ္ဂိုလ်ကိုနောက်ဆုံးထားပြီးမုန်းတီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမုန်းတီးစိတ်ပျောက်သွားပြီဆိုရင်ဒါမေတ္တာအောင်သွားပြီလို့ဒီလိုဆိုလို့တယ်အတိုင်းအတာတစ်ခုကအဲ့လိုလို့အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့နိလန်းတွေဟာသူထွက်ပေါက်နဲ့သူဖြည့်စည်းနဲ့ဖြည့်အန်တီဒုတ်ဆိုတာရှိပြီးသားဒါကြောင့်မို့လောကမှာရှင်တွင်နှလုံးစိတ်ဝမ်းအေးချမ်းမှုမြတ်စွာဘုရားတကယ်မှန်ကန်တဲ့ဤစနစ်တွေကိုဟောကြားပေးခဲ့တာဖြစ်တယ်ပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံတိတိသောဘဂဝါထွမြတ်စွာဘုရားသည်ပရိနိဗ္ဗုတောမိမိကိုယ်တိုင်ရှုံးနှံခန္ဓာချုပ်ငြိမ်းအောင်ကျင့်တော်မူပြီးဖြစ်ပြီပရိနိဗ္ဗာယသရဝါတွေကိုလည်းပဲဒုက္ခတွေငြိမ်းသွားအောင်ဓမ္မံတေတိတိတရားကိုဟောလောကမှာဒုက္ခဆိုတာခန္ဓာရှိရင်ရှိနေနော်ခန္ဓာရှိရင်ချမ်းသာသူရောဆင်းရဲသူပါယာရုကြီးသူရောယာသူငယ်သူပါကြီးသူရောငယ်သူပါခန္ဓာရှိရင်ရှိသမျှနော်ဘယ်သူခန္ဓာပဲဖြစ်ဖြစ်ဆင်းကြီးလိုကြီးတဲ့ခန္ဓာပဲဖြစ်ဖြစ်ပဝဲစိတ်လိုငယ်တဲ့ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခဆိုတာရှိတယ်ခန္ဓာရှိရင်ဒုက္ခရှိတယ်အဲ့ဒီဒုက္ခငြိမ်းဖို့ရာအတွက်မြတ်စွာဘုရားဤစနစ်တွေကိုပြီးခဲ့တယ်လို့သူဆိုတယ်အဲ့ဒါမို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမကိုရရှိထားကြတယ်ဘုန်းကြီးတို့တွေဟာအလွန်ကံကောင်းကြတယ်သို့သောကံကောင်းတယ်လို့ဆိုရုံနဲ့မပြီးသေးဘူးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ပေါ့ဒီအဆုံးအမတရားတွေရရှိထားလို့ကံကောင်းကြတယ်သို့သောဒီအဆုံးအမတရားတော်တွေကိုလိုက်နာမှုမပြုသေးဘူးဆိုလို့ရှိရင်အပြည့်အဝကံကောင်းခြင်းကိုကံကောင်းတဲ့အကျိုးကိုခံစားကြရမှာမဟုတ်ဘူးအပြည့်အဝခံစားဖို့ရတယ်မြတ်စွာဘုရားဆုံးမတဲ့အတိုင်းဘုန်းကြီးတို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်အေးဒါကြောင့်မို့နှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်တဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေတို့တွေမှတ်သားနိုင်ယူကြရမှာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေကိုကြည်လိုက်တဲ့အခါမှာမဟာကုံမေခပฏิပန္နောလောကတန်လိဝါသောလောကလူသားတွေဟာလမ်းလွဲလိုက်နေကြတယ်တတ္တနတ္ထေညောကောစီအညတရမယမက္ခံဓာတိတာလမ်းမှန်ကိုပြနိုင်တာငါမှတပါးဘယ်သူမှမရှိဘူးလို့တရားတွေရဲ့အခြေအနေကိုမြတ်စွာဘုရားလမ်းမှန်ဖော်ပြတယ်အဲ့တော့လောကမှာထွက်မြောက်ရလမ်းဆိုတာတခုတည်းပဲဘာကိုမြတ်စွာဘုရားလမ်းစဉ်ဖြစ်ချက်မှတ်ပြောခဲ့တယ်လဲဆိုမစ္စည်းမပฏิပဒါမစ္စည်းမပฏิပဒါဆိုတဲ့လမ်းကြောင်းကိုမြတ်စွာဘုရားဖော်ထုတ်ဟောကြားတော်မူခဲ့တယ်အဲ့ဒီမစ္စည်းမပฏิပဒါဆိုတဲ့လမ်းကြောင်းဟာသမ္မာဒိဋ္ဌိအမှန်တိုင်းမြင်မှုထို့သောအမှန်တိုင်းမြင်မှုအတွက်အမသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောတတ်မှုဆိုတဲ့ဒီနှစ်ခုဟာဥဆောင်ရမှာဖြစ်တယ်ဘယ်ပြဿနာပဲဖြစ်ဖြစ်အမှန်တိုင်းမြင်ဖို့လိုအပ်တယ်ပေါ့အမှန်တိုင်းမြင်မှဖြေရှင်းနိုင်တာဖြစ်တယ်အမှန်တိုင်းမြင်တယ်ဆိုတာကဲစဉ်းစားကြည့်အောင်ဘုန်းကြီးတို့တွေလောကသားတွေကဘယ်လိုမြင်တယ်လဲဆိုအေးလူဘဝကြီးကပျော်စရာကြီးပဲလူဘဝကိုအကြောင်းပြုပြီးတော့ပိဋိဒုက္ခတွေသောမနတာတွေဖြစ်ရလူဘဝကြီးဟာจิตတ်စရာကြီးပဲနော်ယာရုဂုံသိမ်းစီစိန်ဥစ္စာတွေနဲ့သားတွေသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်လူဘဝကြီးဟာจิตတ်စရာကြီးလို့ဒီလိုတွေးမိကောင်းတွေးမိကြလိုက်အစဉ်ပြေးနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလူဘဝကိုပျော်စရာလို့တွေးလိုက်သို့တော့နည်းနည်းလေးစောင့်ကြည့်လိုက်ဖရာအလောင်းတော်တွေစဉ်းစားသလိုစဉ်းစားကြည့်လိုက်ကိစ္ဆံဝတ္တယံလောကောအပ္ပနောလောကလူသားတွေဟာဒုက္ခရောက်နေပါလားဘာကြောင့်ဒုက္ခရောက်နေသလဲဆိုလို့ရှိရင်သာယတိစေဝဇီယတိစမိယတိစမွေးလာရတယ်မွေးလာပြီးတော့တဖြည်းဖြည်းအိုရတယ်
အိုးလာပြီးတော့နောက်ဆုံးမှသေရတယ်အေးဘုန်းကြီးတို့တွေလူတိုင်းဟာငယ်ငယ်ရွယ်ရွယ်ဖြတ်ဖြတ်လက်လက်ချမ်းချမ်းမှမှနေခြင်းတော့လဲနေခွင့်ရလားမရဘူးအဲ့ဒီဟာယံပိဿံနလဘတိတံပိဒုက္ခံဆိုဒုစကြာအဲ့ဒါပြောတာနော်မြတ်စွာဘုရားဒုက္ခကိုပေါ်ပြတဲ့နေရာမှာမအိုခြင်းလဲအိုရမှာပဲမနာခြင်းလဲနာမှာယောဂမရခြင်းလဲရမသေးခြင်းလဲသိရမှာဆိုအဲ့ဒါကိုလူချင်တာတွေမဖြစ်တဲ့ဒုက္ခကြီးမားတဲ့ဒုက္ခတွေအဲ့ဒီဒုက္ခကဘာကြောင့်ရတယ်လဲလို့ဆိုလို့ရှိရင်တန်ခိတ်တေနပစ္စုပါဒနက္ခဏာဒုက္ခလို့ဆိုတဲ့ခန္ဓာငါးပါးရထားလို့ဒီဒုက္ခတွေဖြစ်တယ်အဲ့ဒါကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်မှတ်မြင်အမှန်မြင်ပြီးတဲ့အခါအကြောင်းရှာဘယ်လိုအကြောင်းရှာအခုလို့မွေးဖွားလာပြီးတဲ့နောက်လူတိုင်းစဉ်းစားကြည့်မယ်ဘုန်းကြီးတို့တစ်နှစ်သားကနေနှစ်နှစ်သားနှစ်နှစ်သားကနေသုံးနှစ်သားဒီလိုလူဘဝတွေကိုပြန်တွေးကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝတွေဆယ်စုနှစ်တစ်ခုဟာပြောင်းလဲသွားတာတွေဟာအတ္တမထင်ရှားပထမတစ်နှစ်သားကနေပြီးဆယ်နှစ်သားအထိမန္တတတကလို့ခေါ်တယ်နုနယ်တဲ့အရွယ်အလုံးအမေနာကပ်အဖေနာကပ်ညီကောင်မောင်နှမနာကပ်ပြီးတော့အာကိုရရှားနေတဲ့အရွယ်လေးပဲကိုယ်ကာယလည်းနုနေတယ်စိတ်ဓာတ်ကလည်းနုနေတယ်နော်10နှစ်ကနေ17နှစ်ကနေပြီးအသက်20ရောက်သွားတဲ့အခါကျတငယ်ချင်းအပေါင်းအသင်းတွေနဲ့သူကလူလောကဓမ္မဝေရောက်ကျက်စားလာပျော်တဲ့အရွယ်ခိဋ္ဌာဓတကလို့ခေါ်တယ်အဲ့ဒီ10နှစ်ကပျော်တယ်ခုခေတ်နဲ့ပြောမှဆိုရင်ကျောင်းနေကြပြီပေါ့နော်ကျောင်းအပေါင်းအသင်းတငယ်ချင်းတွေနဲ့ပျော်ပါနေကြတယ်ဟုတ်ပြီ22နှစ်ကနေပြီး30နှစ်ကြာပါတော့လူကိုကထွားကြိုင်းပြီးတော့တင်းနောက်တင်းနဲ့လှလှပါပါလူဟာအစင်းလှထွားတော့ကြိုင်းဖြစ်လာအစင်းလှပါပြီထွားတော့ကြိုင်းကိုယ်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ကြည်ပြောရှုပြောရှက်လာအဲ့ဒါကိုဝန္ဒတတကလို့ခေါ်တယ်ဆယ်စုနှစ်ပြီးရင်ကုန်သွားမယ်ပထမနုနယ်တဲ့အရွယ်ဟာကုန်ခန်းသွားပြီနော်10နှစ်ပြည့်တာနဲ့ကုန်ခန်းသွားပြီ17နှစ်ကနေနှစ်20ပျော်တဲ့ခေတ်ကလည်းပဲတဖြည်းဖြည်းလျော့ပါလာပြီအရွယ်22နှစ်ကနေ30ထိအောင်ဝန္ဒတတကခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အရွယ်အဲ့ဒီအရွယ်ကလည်းဒီတိုင်းနေမလားလို့ဆိုမနေဘူး31ကနေ40ရောက်တဲ့အခါကျတော့တိုးတက်လာတာဘာတိုးတက်လာတော့ခွန်အားဗလာတွေတိုးတက်လာလုံနိုင်တယ်ကိုင်းနိုင်တယ်သွားနိုင်တယ်စားနိုင်တောက်နိုင်အဲ့ဒီအရွယ်ဟာလှုပ်ရှားနိုင်တဲ့အရွယ်နော်အဲ့ဒီလှုပ်ရှားနိုင်တဲ့အရွယ်ကလည်းပဲဒီတိုင်းနေလားဆိုမနေဘူးသူလည်းပြောင်းလဲမှုနဲ့သွား41ကနေ50ကျတော့ဘာဖြစ်လဲအရာရာမှာဆင်ញင်လာခါတိုင်းလို့မစင်မကျင်မနေတော့ဘူးနောင်ရည်တွေတွေးထလာပြီပညာဓတကလို့ခေါ်တယ်50အထိလူဝါဟာအဲ့ဒီအချိန်နှစ်50 golden jubilee လို့ဆိုတယ်ရွှေခေတ်ရွှေနှစ်50ရွှေနှစ်လို့ပြောလို့ရတယ်ဒါမို့ရွှေရုနဲ့ဂျူလီတွေကြည့်ပြီးရွှေရုလို့ပြောကြတယ်လူဘဝမှာလည်းပဲဒီရာစုဆယ်စုနှစ်တွေနဲ့ပြောမှဆိုရင်အသက်50ထိဟာရွှေနှစ်လို့ပဲပြောရမှာပဲဖြစ်တယ်။ကဲ52နှစ်ရောက်လာပြီဆိုရင်ရွှေခေတ်ကကုန်မိုးစလာ52နှစ်ကနေ60ကြာဘာခေါ်တော့ဆိုဟာနိထတကရောကြလာပြီနော်51ကနေစပြီးတော့60ဒီအတွင်းဟာလူဟာအစအအရာအစင်ရောင်လေးကလည်းကြာလာတယ်လူရဲ့အသားရည်လေးကလည်းပရည်လေးတွေလည်းတွန့်လာတယ်နော်သွားလေးတွေကလည်းနဲ့လာတယ်ဆပင်လေးတွေကလည်းဖြူဒါပေမဲ့ကုန်းယုံပြီးတော့ဆပင်ဖြူရင်လည်းဆိုးလိုက်တယ်သွားနဲ့လာရင်လည်းသွားဆိုင်ပလိုက်တယ်နှုတ်ပြီးတော့အဲ့ဒါလို့တော့ခုခံကာကွယ်တာပဲသို့တော့ကာကွယ်ရင်အသက်60ရောက်သွားနော်ရုပ်လျော့လာတာအင်အားလဲအရင်လို့မကောင်းနည်းနည်းရော့လာအေး
51ကနေ60ထိအောင်အဲ့လိုအခြေအနေဟာနည်းနည်းရိုင်းလာကျမကြီးလွန်ကောင်းတဲ့ပုဂ္ဂိုလ်ကြမသိသလိုလိုမသိတာတချို့ကြရင်တကယ်အဖိုးကြီးမေကြီးဖြစ်သွားတယ်61ကနေ80ကျတော့ဘာဖြစ်လဲဆိုပပ္ပရာဓာတကကိုင်းတိုင်းနဲ့ဖြစ်လာပြီအဲ့ဒါနော်နည်းနည်းလေးလက်ပြင်လေးကိုင်းလာအဲ့ဒီလိုကိုင်းလာရနေပြီးတော့81ကနေ80ကျတော့ဝင်ကဓာတကလည်းခါလေးကုန်းလာကျသွားတယ်အဲ့ချိန်ကစပြီးလူဟာကျလာအဲ့တော့51ကစကျလာတာဟာအရှိန်အဟုန်နဲ့ကျသွားရင်ကျမကြီးညံ့တဲ့ပုဂ္ဂိုလ်တွေကြအရှိန်အဟုန်နဲ့ကျသွားကျမကြီးကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ slowly ပေါ့ဖြည်းဖြည်းလေးကျတယ်လို့သွားတာနော်အဲ့တော့81ကနေ90ရောက်တဲ့အခါကျတော့မောမှုဟာဓာတကတဲ့မေ့တယ်ကိုယ့်အကူဟိုနားလေးထားရှောင်းတွေ့ငါခုနဒီနာကိုင်းနေအခုဘယ်ရောက်ဟောမေ့ထွင်းစားပြီးလည်းမစားရသေးဘူးလို့ပြောရေချိုးပြီးလည်းမချိုးရသေးဘူးလို့ပြောမေ့လာမောမှုဟာဓာတက61ကနေ100ကျတော့သေယနာဓာတကအဲ့ရထဲမှာလဲနေထမင်းတောင်နှိုးကြွေရတဲ့ဆင်ရောက်တာအဲ့ဒီလိုအခုကိစ္စရေပို့ဆိုးတာပေါ့နော်ခေါ်ရိုးမေးတဲ့အရွယ်မှာဒီ81ကနေ90ကျားမှာမောမှုဟာဓာတကဖြစ်ရတဲ့ထဲမှာခုကိမှာတော့အဇိုင်းမာဆိုတဲ့ယောဂဝင်လာလို့ရှိရင်အကုန်မေးတယ်ကမင်းမသူတုံးနေပါလေမေးကိုသားသမီးတောင်ကိုမမှတ်မိတဲ့အနေထားမျိုးတွေဖြစ်ကုန်ပြောမဲ့စကားကိုထပ်တလဲထပ်ပြောတယ်နော်ဘုန်းကြီးတို့စကိုင်းမှာအဇိုင်းမာဖြစ်သွားတဲ့ဆရာတော်တစ်ပါးအသက်80ကျော်သူလည်းခဏလေးရပ်ပြီးစကားပြောပထမရောက်ချင်းမေးတာကိုရောဘယ်နေ့ကလာတပည့်တော်မနေ့ကရောက်တယ်ပြောပြီးတော်လေးချာစကားတစ်ခုတော့ပြောကိုရောဘယ်နေ့ကလာတခါထပ်မေးပြန်နောက်တစ်ခါထပ်မေးပြန်450ကကိုထပ်ပြီးတော့မေးနေတော့မဟုတ်တော့ဘူးလို့ဇိုင်းမရဲ့သင်္ကေတတွေဝင်လာနောင်ကြရင်တော့ဘာမှကိုမသိတော့တဲ့အနေထားမျိုးမမှတ်မိတဲ့အနေထားမျိုးတွေဖြစ်အဲ့တော့လူ့ဘဝဆိုတာဒီတိုင်းနေတာမဟုတ်ဘူးဆိုးရုပ်လာတယ်ဆိုတာအဲ့ဒါမှထင်ရှားတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမမှာအခုလိုအခြေအနေတွေကိုအမှန်သိအောင်ကြိုးစားပြီးတော့ကောင်းနေတဲ့အချိန်မှာတို့တွေဘာတွေလုပ်ရမလဲဆိုတာသိတဲ့ဟာတမ္မာဒိဋ္ဌိလို့ခေါ်တယ်နော်တမ္မာဒိဋ္ဌိအဲ့လိုတွေးလိုက်တာတမ္မာသင်္ကပ္ပအမှန်တွေးတာအမှန်ဖြစ်နေတဲ့အတိုင်းတွေးနိုင်တာတမ္မာသင်္ကပ္ပချို့ကြတော့ဒါတွေကစိတ်ညစ်စရာတွေမတွေးချင်ပါဘူးလို့ပြောကြမတွေးရင်မသိဘူးတွေးမှအမှန်သိမယ်နော်အမှန်တွေးလို့အမှန်မြင်တယ်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပမြတ်စွာဘုရားချမှတ်တဲ့လမ်းစဉ်ကအဲ့ဒါပဲအမှန်တွေးအမှန်မြင်ပြီးတော့ဘာလို့အကျိုးရှိတာလုပ်တယ်တမ္မာဝါယမလို့ခေါ်တယ်ဂျားထဲမှာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝကိုချင်းသီလအနေနဲ့အမှန်တွေးလို့ရှိရင်မှန်တာကိုပဲပြောတတ်တယ်မှန်တာကိုပဲလုပ်တတ်တယ်အသက်မွေးဝမ်းကြောင်းဟာလည်းပဲတရားသဖြင့်အသက်မွေးဝမ်းကြောင်းပြုတယ်ဆိုတာဒါသီလမှန်ကန်စွာမြင်ပြီးတော့မှန်ကန်စွာတွေးလာတဲ့အခါမှာလှုပ်တဲ့အခါမှာလည်းမှန်ကန်တဲ့အလုပ်ကိုလုပ်လာတမ္မာဝါယမတတိကလည်းမှန်မှန်ကန်ကန်ထားထလာတယ်တမ္မာသမာဓိတမ္မာတတိပြီးတဲ့အခါတမ္မာသမာဓိစိတ်တည်ငြိမ်မှုကလည်းအမှန်တရားပေါ်မှာစိတ်တည်ငြိမ်မှုဆိုတွက်ကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့လမ်းကြောင်းလမ်းမှလမ်းတော်မစ္စည်းမပฏิပဒါလမ်းဆိုတာဒီမဂ္ဂင်၈ပါးကိုပြောတာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာသီလတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့သုံးခုကသမာဓိတမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကပညာလို့ပေါင်းစပ်လိုက်တဲ့အခါသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်များဒါဟာစိတ်နှလုံးစိတ်ဝမ်းအေးချမ်းဖို့အတွက်ဆုံးမတဲ့လမ်းစဉ်တစ်ခုနော်ဒီလမ်းစဉ်မပါဘဲနဲ့နှလုံးစိတ်ဝမ်းအေးချမ်းနိုင်တယ်ဆိုမရှိဘူးဒီလမ်းစဉ်ထဲမှာနှလုံးစိတ်ဝမ်းထာဝရအေးချမ်းမှုရနိုင်တယ်လို့ဆိုအဲ့ဒီလမ်းစဉ်ကိုမြတ်စွာဘုရားမစ္စည်းမပฏิပဒါဒီလိုဟောတယ် middle way တကယ်ကိုဖြောင့်မှန်တဲ့လမ်းလို့သူဆိုလို့တယ်ဟိုဘက်ဒီဘက်တိမ်ဆောင်သွားခြင်းမရှိ
ဖြောက်မှတ်နေတဲ့လမ်းကြီးအဲ့လမ်းကလျှောက်ပါလို့မြတ်စွာဘုရားဒီလိုဟောလို့အဲ့ဒါကိုပြောတာကုံမက္ခပฏิပန္နောလောကတန်နိဝါသောလူတွေဟာတရားဝါတွေဟာလမ်းလွဲလိုက်နေကြတယ်လမ်းလွဲလိုက်တယ်ဆိုတာဘယ်လိုလိုက်တာတော့ဆိုရင်လောကမှာကာမဂုဏ်အာယုစိစိတ်နေ life is too short ဘဝဆိုတာသိပ်တူတောင်းတယ် enjoy yourself မင်းပျော်ပျော်နေဆိုပြီးတော့အဲ့ဒီဘက်မှာပျော်သလိုနေပျော်သလိုစားပျော်သလိုနေပြီးကောင်းတာတွေမလုပ်ကြဘူးဆိုလို့ရှိရင်နော်ဒါကာမတုခလိကနိရောဂလမ်းစဉ်လို့ခေါ်တယ်မေမေလျော်ရောနဲ့အဲ့ဒီလမ်းကြောင်းကိုသွားတယ်သို့တော့ထာဝရသွားလို့ရလားဆိုမရထာဝရသွားလို့မရဘူးဒုက္ခရောက်လာပြီဆိုတဲ့အခါကျလူတွေဘာဖြစ်လာ stress ဖြစ်လာကိုလိုချင်တာတွေလုံးလို့မရတော့ဘူးဘာဖြစ်လဲ stress စိတ်ဖိစီးမှုတွေခံစိတ်ဖိစီးမှုတွေဖြစ်လာအဲ့ဒီလိုဖြစ်တာကုံမက္ခပฏิပန္နမှားတဲ့လမ်းပေါ်မှာရှောက်မိတယ်လို့ဖြစ်တယ်အဲ့ဒီမှားတဲ့လမ်းကြောင်းကြီးပေါ်မှာရှောက်လို့ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တဏှာဝကတုဖို့ဒုက္ခခံမှဖြစ်တယ် no pain no gain အနာမခံရင်အသာမဆိုင်ရဘူးဆိုပြီးတော့မလိုအပ်ဘဲနဲ့ဒုက္ခခန္ဓာမျိုးတွေကြအတ္တကိလမထာနိရောဂလို့ခေါ်တယ်လမ်းစဉ်မှန်လို့ဆိုရင်လုပ်လို့ရပင်ပန်းခံပြီးကျင့်လို့ရလမ်းစဉ်မမှန်မဲနဲ့ပင်ပန်းခံရုံတက်တဲ့အချင်းမျိုးတွေကိုအဲ့ဒါမျိုးတွေဟာတက်တဲ့ဒုက္ခခံရမယ်ဆိုတဲ့အမြင်တွေဟာအတ္တကိလမထာနိရောဂလမ်းစဉ်လို့ခေါ်တယ်အဲ့ဒီလမ်းစဉ်လိုက်လိုက်ရင်လေပင်ပန်းတာကအဖတ်တင်ဘာအကျိုးတစ်ခုပါရူပဗေဒသဘောတရားတစ်ခုလိုပဲကြောက်တုံးကြီးကိုတွန်းနေကြတနေ့ကုန်ဝိုင်းလူ100လောက်တွန်းနေကြောက်တုံးကြီးကတလက်မှမရောဒါအလုံးမှမဟုတ်အဲ့ဒါလိုပဲမဖြစ်နိုင်တဲ့ဟာဝိုင်းလုံနေလို့ရှိရင်ဒါအတ္တကိလမထာနိရောဂလမ်းစဉ်အဲ့ဒီလမ်းလွဲနှစ်ခုလိုက်နေကြတာကိုမြတ်စွာဘုရားကုံမက္ခပฏิပန္နောလောကတန်နိဝါသောလောကလူသားတွေဟာတဲ့လမ်းလွဲပေါ်လိုက်နေကြတယ်လွဲနေတဲ့လမ်းပေါ်ရှောင်နေကြတယ်တတ္တနတ္ထိညောကောစီအဲ့လိုလမ်းလွဲနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းဖြောင်းပေးမယ်ပုဂ္ဂိုလ်ဟာငါမှတပါးဘယ်သူမှမရှိဘူးလို့မြတ်စွာဘုရားတရားဝါဒီပေါ်မှာကြည့်ပြီးအကျဉ်းတရားတွေဖြစ်တယ်ပညာတရားတွေဖြစ်ပေါ်လာတယ်အကျဉ်းနဲ့ပညာကိုအကြောင်းပြုပြီးမြတ်စွာဘုရားမှန်ကန်တဲ့အဆုံးအမစကားတွေကိုခေါ်ကြကြတာဒီလိုဆိုလို့လေအဲ့ဒီမှန်ကန်တဲ့အဆုံးအမတွေဟာမြန်မာနိုင်ငံမှာအပြည့်အဝထွန်းကားတယ်တခြားနိုင်ငံတွေမှာအပြည့်အဝမရှိသည့်အတွက်ကြောင့်တချို့လဲကြားတော့မကြားဘူးတဲ့အတွက်ကြောင့် stress ဆိုတာကိုဘာနဲ့လျှော့ချမှမသိဘူးဒီလိုတွေအဲ့တော့မြန်မာနိုင်ငံမှာရှိကြတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရကြတဲ့လူတွေဟာဓမ္မကံကောင်းကြတယ်လို့ပြောအလွန်ကံကောင်းတယ်စိတ်နှလုံးအေးချမ်းမှုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရှောင်လန်းခြင်းဖြင့်ရရှိကြတယ်လို့ဒီလိုပြောတာအဲ့ဒါကိုဘုန်းကြီးတို့တွေကဘယ်အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းကနေသွားဘယ်ကိစ္စပဲဖြစ်ဖြစ်အမှန်မြင်ထားရမယ်အမှန်မြင်ပြီးလို့ရှိရင်အမှန်တွေးတာရှိရမယ်အမှန်တွေးမှအမှန်မြင်တယ်ဒီနှစ်ခုကပညာကိစ္စအမှန်တွေးနိုင်မှအမှန်မြင်နိုင်တယ်အမှန်တွေးထပ်ဖို့အတွက်ဘာတွေလုပ်ရတရားနာရတယ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေသိအောင်စာပေလေ့လာရတယ်ဖတ်ရှုအဲ့တော့ဗိဓကသုံးပုံတွေဟာအမှန်သိဖို့အတွက်သင်ကြားပေးတဲ့ subject matter တွေသာဖြစ်တယ်အဲ့ဒီ subject matter တွေကိုသိထားဖို့လိုအပ်တယ်ပေါ့အဲ့ဒါတွေသိပြီးတော့ဒီပေါ်မှာစဉ်းစားတဲ့အခါကျတော့မှအသိပညာဆိုတာဖြစ်လာ knowledge နဲ့ wisdom knowledge ဆိုတာဒီတရားနာပြီးရလာတဲ့အသိစာအုပ်ဖတ်ပြီးတော့ရလာတဲ့အသိမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလေ့လာပြီးရလာတဲ့ knowledge အဲ့ဒီ knowledge ကိုမှဘဝနဲ့ဆက်ဟပ်ပြီးတော့ဆုံးဖြတ်နိုင်စွမ်းရှိတာကြတော့ wisdom တမ္မာဒိဋ္ဌိဆိုတာအဲ့လောက်ထိအောင်အရေးကြီးတယ်ဆိုတာသိရမှာဒီလိုဆိုလို့လေနော်အဲ့ဒါရဖို့မကြိုးစားဘဲနဲ့မရနိုင်ဘူးဒါကြောင့်မို့သမ္မာဝါယာမမှန်ကန်သောကျူပန်းအထုံမှုမှန်ကန်စွာကျူပန်းအထုံမှုလို့ဆိုဒီမှာအတ္တသမပဏိတိနဲ့ဆက်ဆက်ကိုယ့်ကိုပြန်လေးချက်လုံးငါကိုချင်းသီလရှိလားနော်
ကိုချင်းသီလပြေဝတဲ့ပုဂ္ဂိုလ်လားသို့မဟုတ်ကိုချင်းသီလမပြေဝဘူးလားငါသူစရိုက်တရားတွေကျင့်သုံးလားသူစရိုက်တရားတွေကိုရဲရဆဆရာဆိုပါစို့ငါးပါးသီလပြည့်ပြည့်ဝဝလုံးရလားဒါနကောင်းမှုတွေငါလုပ်သလားသီလတွေစောင့်တည်သလားကိုပြန်ပြီးတော့ဆန်းစစ်ကြည့်အဲ့ဒါလို့ဆန်းစစ်ကြည့်တဲ့အခါမှာသီလမပြည့်စုံဘူးဆိုလို့ရှိရင်ဘာဖြစ်လဲသီလကိုချိုးဖောက်နေတယ်ချိုးဖောက်နေတယ်ဆိုတာလောဘဖြင့်ချိုးဖောက်မယ်ဒေါသနဲ့ချိုးဖောက်မယ်မောဟနဲ့ချိုးဖောက်လောဘဒေါသမောဟဆိုတာအကုသိုလ်တရားတွေအဲ့ဒီအကုသိုလ်တရားတွေငါ့ကိုလွှမ်းမိုးနေတယ်ဆိုရင်အဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးပမ်းတာဒါကိုတမ္မာဝါယာမလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်မယ်ဖြစ်လာလို့ရှိရင်လည်းတွန်းလှန်ဖယ်ရှားပြဖို့ကြိုးစားမယ်ဒါတမ္မာဝါယာမတစ်ပိုင်းဘယ်ရာပဲဖြစ်ဖြစ်စွန့်လွတ်ခြင်းနဲ့ရယူခြင်းကနှစ်ခုရှိဘဝမှာစွန့်လွတ်ခြင်းနဲ့ရယူခြင်းတစ်ခုရယူဖို့အတွက်တစ်ခုစွန့်လွတ်ရဒါကြောင့်မို့အကုသိုလ်ကိုစွန့်လွတ်ပြီးကုသိုလ်ရယူရလောဘကိုစွန့်အလောဘနဲ့အလောဘကိုရဒေါသကိုစွန့်ပြီးအဒေါသနဲ့မောဟကိုစွန့်အမောဟနဲ့အဲ့တော့စွန့်လွတ်ခြင်းနဲ့ရယူခြင်းတစ်ခုရယူရင်စွန့်လွတ်အဲ့ဒီလိုရယူခြင်းနဲ့စွန့်လွတ်ခြင်းရယူဖို့စွန့်လွတ်ဖို့ကြိုးပမ်းတာကိုတမ္မာဝါယာမလို့ခေါ်တယ်မကောင်းတဲ့ကိုယ့်ရဲ့စိတ်အနေထားစိတ်ထားတွေစိတ်နေသဘောထားတွေအဲ့ဒါတွေကိုစွန့်လွတ်ပါစွန့်လွတ်ဖို့ကြိုးပမ်းရမယ်ကောင်းတဲ့စိတ်နေသဘောထားတွေကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ဖို့မွေးမြူပါဒါဟာတမ္မာဝါယာမလို့ခေါ်တယ်ဆိုပါစို့ကိုယ်ရင်ထဲမှာအမုန်းတရားတွေရှိနေစွန့်လွတ်ဖို့မုန်းတရားတွေဖယ်ရှားပြဖို့ကြိုးစားတာတမ္မာဝါယာမမေတ္တာတရားတွေကိုယ်တဏ္ဍာမှာပြည့်ဝအောင်ကြိုးစားတာတမ္မာဝါယာမအဆိုးကိုဖယ်ရှားအကောင်းကိုရအောင်ယူအဆိုးကိုဖယ်ရှားပြီးအကောင်းကိုရအောင်ယူတာတမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီလိုမလုပ်ဖဲနဲ့လူဟာလူတော်လူကောင်းဆိုမှဖြစ်တာဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမအဆိုးတရားတွေကိုဖယ်ရှားပြီးအကောင်းတရားတွေကိုရအောင်ယူတာကိုတမ္မာဝါယာမလို့ခေါ်တယ်စာပေကျမ်းကမှလည်းရှင်းရှင်းလေးအဲ့ဒါလိုရေးထားနော်အကုသလနံဓမ္မနံဗဟာနာယကုသလနံဓမ္မနံဘိယောဘာဝယအကုသလကုသလဆိုအကုသလဆိုအဆိုးတရားတွေအဆိုးတရားဆိုတာမကောင်းတဲ့အကျိုးဖြစ်ပေါ်စေတယ်ဆိုပါစို့အစာအာဟာရကိုပဲနှစ်ခုခွဲကြည့်လိုက်ကျမ်းမာရေးကိုထိခိုက်စေနိုင်တဲ့အစာအာဟာရကျမ်းမာရေးကိုအထောက်အကူပြုတဲ့အစာအာဟာရနှစ်မျိုးရှိတယ်ဘယ်သူပဲဖြစ်ဖြစ်လောကကြီးမှာဒီအစာအစာကကျမ်းမာရေးကိုထိခိုက်စေတယ်ဒီအစာအစာကကျမ်းမာရေးကိုကောင်းစေတယ်ဟောနှစ်ခုရှိတယ်အဲ့တော့ကျမ်းမာရေးကိုထိခိုက်စေနိုင်တဲ့အစာကိုရှောင်ဖို့ကြိုးစားကျမ်းမာမှုကိုဖြစ်ပေါ်စေနိုင်တဲ့အစာအာဟာရမျိုးကိုစားဖို့ကြိုးစားအဆိုးကိုဖယ်ရှားဖို့ကြိုးစားမယ်အကောင်းကိုရယူဖို့ကြိုးစားဆိုလိုတာကမလုပ်ရမှနဲ့လုပ်ရမှာအေးမလုပ်ရမှာကိုရှောင်ရမယ်လုပ်ရမှာလို့ဆိုပါတော့စီးကျိုယောဂရှိတဲ့လူတယောက်ချိုးရှောင်ရမယ်ချိုးတက်မဲ့ဟာရှောင်ဒါရှောင်ခြင်းစီးကျိုနဲ့တဲ့တဲ့အစာအစာကိုစားခြင်းဆေးကိုတောက်ခြင်းဒါလုပ်ရမှာအဲ့တော့မလုပ်ရမယ့်ဟာနဲ့လုပ်ရမှာဘယ်နေရာမှဆိုရှိနေအဲ့တော့သဘာဝတရားနဲ့ကြည့်ကြည့်လိုက်မယ်ဆိုရင်အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးစားရမယ်မဖြစ်အောင်ကြိုးစားရမယ်ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါကိုတမ္မာဝါယာမလို့ခေါ်တာအဲ့ဒီတမ္မာဝါယာမကြိုးစားလိုက်ပြီဆိုရင်ကိုယ်ဟာလမ်းကြောင်းပေါ်ရောက်တယ်ကြိုးစားပြီဆိုတဲ့အခါကျတော့ဒီပေါ်မှာတတိမပြတ်ထားဖို့လိုတယ်ဒါကုသိုလ်လားဒါအကုသိုလ်လားဒါဖယ်ရှားရမယ်အရာလားဒါကရယူရမယ်အရာလားတတိမမှုခူးမမြင်ဆိုတဲ့အတိုင်းရှောင်ရမှလည်းတတိရှိမှရှောင်လို့ရတယ်လုပ်ရမှလည်းတတိရှိမှလုပ်လို့ရတယ်နော်နှစ်ခုစလုံးကတတိမေ့သွားလို့ရှိရင်ရှောင်ရမှလည်းမသိဘူးလုပ်ရမှလည်းမသိဘူးဒါကြောင့်တမ္မာတတိကြိုးစားပြီဆိုရင်တမ္မာတတိဆိုမှန်ကန်တဲ့အမှတ်ရမှုရှိရမယ်လို့သူပြောတာနော်အမှန်တမ်းပြည့်စုံနေမြတ်စွာဘုရားရဲ့အဆုံးအမ
အဲ့ဒါလို့အမှန်ကန်သိဖို့အတွက်စိတ်တည်ငြိမ်မှုဟာအရေးပါစိတ်တွေလေလွတ်နေမယ်ဆိုရင်မှန်ကန်ကိုယ်စိတ်ကိုစုစည်းနိုင်ခြင်းမရှိဘူးဆိုရင်အမှန်ကန်သိဖို့ခက်တယ်ဒါကြောင့်မို့သမ္မာသမာဓိစိတ်တွေအားလုံးကိုစုစည်းလိုက်တယ်စုစည်းမှစွမ်းအားရှိဟောငယ်တော့ကစားကြတာရှိတယ်မဟုတ်လားမှန်ဘလူးလို့ခေါ်တယ်မဂ္ဂနီဖိုင်ဂလတ်နေဘူးလေးထဲမှာထုတ်ပြီးတော့ခွန်ဝါကွမ်းလေးပဲဖြစ်စေစက္ကူလေးဖြစ်ဖြစ်မီးရှို့တဲ့အခါမှာနော်နေအောင်ကြီးလေးကိုစုပြီးဆွဲလိုက်တဲ့အခါနေအောင်ကြီးလေးကမြင်မြင်လေးဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါစက္ကူလည်းမီးလောင်တာပဲဝါကွမ်းလည်းမီးလောင်တာမစုဘူးဆိုရင်မလောင်နိုင်ဘူးမလောင်နိုင်စုအောင်လုံးလိုက်လို့ရှိရင်နေအောင်ကြီးဟာစုမိသွားတဲ့အခါစက္ကူလည်းမီးလောင်ပလိုက်တာပဲနော်လောင်ကျွမ်းသွားစေတယ်အဲ့ဒါလို့ပဲသမ္မာသမာဓိဆိုတာအဲ့လိုစုတာပါဝါတွေကိုစုလိုက်တာenergy တွေအားလုံးကိုစုလိုက်တဲ့အခါပို့ပြီးအစွမ်းထက်လာအဲ့ဒီအစွမ်းထက်လာအောင်စိတ်ကိုစုစည်းတာစုစည်းပြီးဆိုမှဘာဖြစ်လဲသမ္မာဒိဋ္ဌိအမှန်မြင်တယ်ဆိုတာပေါ်လာတယ်အဲ့ဒါမြတ်စွာဘုရားချမှတ်တဲ့မဇ္ဈိမပฏิပဒါလမ်းစဉ်ပဲဘဝပြဿနာကိုသေသေးချာချာရှုမြင်သုံးသပ်နိုင်စွမ်းရှိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုပြဿနာကိုဖြေရှင်းနိုင်တဲ့လမ်းကြောင်းပေါ်မတက်ဖဲနဲ့လမ်းလွဲနေတာတွေကိုကြည့်ပြီးမြတ်စွာဘုရားကဘလို့တွေးတယ်လဲဆိုရင်နော်ကုံမက္ခပฏิပန္နောလောကတဏိဝါသောလောကတဏိဝါသောလောကကြီးမှာနေထိုင်ကြတဲ့တရားဝါတွေဟာကုံမက္ခပฏิပန္နောမှားယွင်းတဲ့လမ်းကြောင်းကြီးပေါ်ရှောင်နေကြပါလားတတထုမှားယွင်းတဲ့လမ်းကြောင်းကိုရှောင်နေတဲ့ပုဂ္ဂိုလ်တွေကိုမက္ခန္တတိတာလမ်းကိုပြမဲ့လူသည်အညတရမယငါမတပါကောစီတစုံတယောက်မှနာအထိမရှိဘူးဒီလမ်းကြောင်းကြီးကိုသွားနေတဲ့ပုဂ္ဂိုလ်တွေမှားယွင်းတဲ့လမ်းပေါ်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမှန်ကန်တဲ့လမ်းကြောင်းကိုပြနိုင်တာငါမတပါမရှိဘူးလို့ဒီလောကကြီးဟာဒီလမ်းမှန်ပြဖို့လူဟာဘလောက်ခဲရင်မြတ်စွာဘုရားလို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာအမှန်ကန်ပြနိုင်တာတာမန်လူတွေပြတာကတစ်စိတ်တစ်ပိုင်းပဲပြလို့ရတယ်နော်လောကပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေဟာလုံးဝမှန်ကန်အောင်လမ်းစဉ်တစ်ခုမချနိုင်မြတ်စွာဘုရားကသာလေလုံးဝမှန်ကန်လမ်းစဉ်ကိုချနိုင်တာခေါဏလိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲကနေလွတ်ကင်းသွားတဲ့လမ်းကြောင်းကိုမြတ်စွာဘုရားကသာဟောနိုင်ကြံတဲ့ပုဂ္ဂိုလ်တွေကကြည့်ဘုရားလက်ထက်ကပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကဒီတန်တရားဝဆင်းကလွတ်ဖို့ဆိုရင်ဘာတွေလုပ်ကြတော့ဆိုရုပ်ကိုမုံတီးပြီးတော့နန္ဒီသာဖြစ်ဖို့ကျင့်ကြတယ်အရူပပြမဘုံရောက်ကုန်ကြတယ်တမာရိသမထကျင့်စဉ်ကိုကျင့်လိုက်တယ်ဆိုပါစို့အာလာရကာလမတို့ဥဒကရာမဗုဒ္ဓတို့ဆိုတာသမထကျင့်စဉ်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေပဲကြာကြာနာနာကျင့်လိုက်ပြီးတော့ဟိုလောကမှာဒုက္ခရောက်တာဒီယုတ်ကြီးရှိလို့ဒီခန္ဓာကြီးရှိနေလို့ဒီယုတ်ခန္ဓာကိုယ်ကြီးမဖြစ်ရင်ကောင်းတယ်ဆိုပြီးစိတ်ကိုအထွတ်မြတ်ထားပြီးတော့ကျင့်လိုက်တဲ့အခါဘယ်ရောက်သွားလို့ဆိုအရူပဘုံရောက်ဟုတ်ပြီကဘာပေါင်းမြောက်များစွာတော့ဒုက္ခသက်သာပြီးအေးဆေးဆေးနေုံပဲဒါသာဝရမဟုတ်သည့်အတွက်ကြောင့်တနေ့ကျတော့ပြန်ပြီးတော့ပေါ်လာအောင်မှာရုပ်တွေပြန်ပေါ်လာဗျာပြန်ပေါ်လာလို့ရှိရင်ထုံးစံတိုင်းပဲငရဲရောက်သွားအောင်ပဲကြိတ်တာလည်းဖြစ်အောင်ပဲဒိဋ္ဌာန်လည်းဖြစ်အောင်အဲ့ဒီလမ်းကြောင်းကြီးကသူတို့ထွက်မသွားနိုင်တော့ဘူးဒီထက်ပြန်လဲလာတယ်ပြန်ရောက်လာကြတယ်ခုအာလာရကလမတို့ဆိုတာမြတ်စွာဘုရားမပွင့်ခင်လေးတွေနဲ့ဘုရားတောင်သူစီသွားပြီးတော့နီးတောင်းတဲ့အခါမှာဟောလိုက်တယ်အေးသူကျင့်စဉ်အတိုင်းကျင့်လိုက်တယ်ကျင့်ကြည့်တယ်နောက်ဆုံးမှာဆွန့်လွတ်လိုက်တယ်ဒီဟာနဲ့မှန်ကန်တဲ့လမ်းကြောင်းမဟုတ်သေးဘူးဆိုပြီးဆွန့်လိုက်တယ်အာလာရကလမဘုရားဖြစ်လို့တရားဟောမလို့ကြည့်လိုက်တဲ့အခါမှာ9 ရက်လောက်ကဆုံးသွားတယ်ဆိုတော့တွေ့မြတ်စွာဘုရားအလောင်းတော်မြတ်စွာဘုရားဖြစ်တဲ့အခါမှာမဟာဇာနိယောဝတ္တပေါ်အာလာရကာလမောအာလာရကာလမဟာအကြီးကျယ်ဆုံးရှုံးသွားပြီငါတွေ့ထားတဲ့လမ်းကြောင်းကိုသူပြောပြချင်တာသူဟာကြားနာခွင့်မရလိုက်ရှာဘူးဆုံးရှုံးလိုက်တာသွားပြီလေကဘာပေါင်းမြောက်များစွာတန်တရားထဲမှာသူ့အနေနဲ့ကတော့ဒါဟာအိုခြင်းနာခြင်းသိခြင်းလွတ်တဲ့နေရာဆိုပြီးသွားတာပဲသွားတာတော့ခုကောင်းကင်ဘုံဆိုတဲ့လူတွေလို့ပေါ့နော်ကောင်းကင်ဘုံဆိုပြီးတော့တက်သွားဒီကောင်းကင်ဘုံကသာဝရဆိုတာမရှိဘူး
မရှိတဲ့ပေါ့အရှိထင်ပြီးတော့သွားတယ်တနေ့ပြန်လဲလာသို့တော့ရှေးခေတ်ကကောင်းကင်ဘုံဆိုတာသမထကျင့်စဉ်ကျင့်မှရဆူတောင်းရုံနဲ့မရဘူးခဏခေတ်မှာတော့ဆူတောင်းရုံနဲ့ကောင်းကင်ဘုံရောက်တယ်လို့ထင်တယ်နော်ဆူတောင်းလို့ရမယ်ဆိုရင်ထိုင်းတာဆူတောင်းတယ်ထိုင်းတာဆူတောင်းထမသွားပဲနဲ့ဥပမာမဲ့ဒီတရားပွဲလာမလို့အိမ်မှာထိုင်းနေပြီးတော့တရားပွဲရောက်ပါရစေတရားပွဲရောက်ပါရစေဆိုအိမ်ထဲထွက်တောင်ထွက်မှာမဟုတ်တလားတလက်မှရွေ့မှာမဟုတ်အဲ့ဒါလိုပဲကောင်းကင်ဘုံနဲ့ပြောနေုံနဲ့မရောက်ဘူးသမထကျင့်စဉ်ကျင့်တာဒါလမ်းစဉ်အမှန်အဲ့လိုနောက်တစ်ခါနိခန္ဓချင်းဝါဒီပုဂ္ဂိုလ်တွေဘာကျင့်အရာရာစိတ်ရှိနေလို့ဒီစိတ်ကဒုက္ခပေးသွားကြတာလဲဒီစိတ်စားကြတာလဲဒီစိတ်ဆင်းရဲရတယ်ဆိုတာလဲ तू မရှိဘူးစတက်ကျူကြီးလို့ရုပ်တုကြီးလို့ဆိုရင်တော့အေးမှာပဲလို့ဆင်းပြီးတော့နန္တရားကိုမုံတီးပြီးကျင့်တဲ့အခါအတ္တညတဘုံရောက်သွားတယ်ကဘာ900ရုပ်တုကြီးဘဝရောက်သွားတယ်ပြီးရင်ပြန်ပေါ်လာပြန်ဒုက္ခရောက်ပြန်ဆုံးမတတ်ဘူးအဲ့ဒီဗြဟ္မဘုံတွေဟာကောင်းကင်ဘုံတွေလို့ဆိုပြီးတော့ခဏခေတ်ကမျှော်မှန်းတယ်တကယ်အဲ့ဒီကောင်းကင်ဘုံရောက်တဲ့လမ်းကြောင်းဤစနစ်ကဘုရားဘာသာမှာရှိတယ်နော်ဘုရားဘာသာမှာတကယ်ရှိတယ်ဖြစ်မှာဖြစ်တဲ့ဤစနစ်သမထကျင့်စဉ်ကျင့်အဲ့ဒီဤနဲ့သာကောင်းကင်ဘုံရောက်နိုင်တာဖြစ်တယ်ဟောသို့တော်အဲ့ဒီကောင်းကင်ဘုံဆိုတာအနိစ္စဒုက္ခအနတ္တဆိုတဲ့စက်ဝန်းထဲကမလို့တပ္ပိသင်္ခါရအနိစ္စဆိုတဲ့စက်ဝန်းထဲကနေထွက်သွားခြင်းမရှိဘူးဒီထဲပဲပြန်လဲပါပဲဖြစ်တယ်။အိုခြင်းနာခြင်းသိခြင်းဆိုတာမလို့ဒါကြောင့်မို့သူတို့သွားသမျှရှောက်လန်းသမျှလမ်းကြောင်းတွေဟာကုံမက်ခမှားနေတဲ့လမ်းတွေကိုသွားနေကြတယ်။မှားနေတဲ့လမ်းကိုသွားသည့်အတွက်ကြောင့်သူတို့ဟာဒုက္ခအကြီးကျယ်ရောက်နေကြတယ်။အဲ့ဒီမှာမှန်ကန်တဲ့လမ်းကြောင်းကိုပြမဲ့လူဟာငါမှတပါသူမှမရှိဘူးလို့မြတ်စွာဘုရားတို့ဟောတယ်။အေးနှလုံးစိတ်ဝမ်းအေးချမ်းဖို့အတွက်မြတ်စွာဘုရားမှန်ကန်တဲ့လမ်းကြောင်းကိုခေါ်ပြလိုက်တာဘဂင်ရှင်ပါအကျင့်တရားကျင့်ကြံကြိုးကိုအထုခြင်းဖြင့်အန္တရာဝကလွတ်နိုင်တယ်ကဲမြတ်စွာဘုရားရဲ့ဘဂင်ရှင်ပါအကျင့်တရားဆိုတာစဉ်းစားကြည့်လိုက်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလနဲ့ပတ်သက်ပြီးတော့ချိန်ဘဂင်ရှင်ပါအကျင့်တရားကိုကျင့်ရတယ်လို့ဆိုတာဟာဆိုပါတော့ရိတ်တာသွားပြီးစခန်းဝင်မှဖြစ်တာမဟုတ်ဘူးကိုယ်အိမ်မှာနေစဉ်ကျင့်လို့ရတယ်သိဖို့ပဲရိတ်တာသွားလှုပ်ဖို့လှုပ်တဲ့နေသိကျင်လို့ရိတ်တာသွားသင်္นานတက်တဲ့သဘောပဲတော့အာနေသွားပြီးရိတ်တာသွားစားနေလို့မဖြစ်ဘူးအဲ့မှာသိဖို့ပဲအရေးကြီးတာနော်ကဲဒါဖြင့်အဲ့ဒီလမ်းကြောင်းပေါ်ကိုရှောက်ချိန်ပါတော့နံပါတ်1သမ္မာဝါစာစပြီးတော့လေ့ကျင့်သမ္မာဝါစာဆိုဒီမှာမှန်ကန်သောစကားကိုပြောဆိုခြင်းဆိုဒါဖြင့်မှားတဲ့စကားတွေကဘာတွေတော့လိန်ပြောတာမှားတယ်တူနဲ့တူမတည့်အောင်ဂုံတိုက်တာမှားတယ်ကြမ်းတမ်းပြီးတော့ရက်ဆက်တဲ့ကြမ်းတမ်းတဲ့စကားမျိုးတွေနော်သူများမခံတာတဲ့စကားမျိုးတွေဖရုဒဝါစာတွေမှားတယ်အကျိုးမရှိတဲ့စကားတွေပြောတာမှားတယ်မုဒ္ဒဝါဒပိတုနာဝါစာဖရုဒဝါစာသမ္မပလပကဲငါတို့ရောပြောလားမပြောဘူးလားကိုယ့်ဘာကိုယ်စဉ်းစားပါဒါအေးလိန်ပြောတယ်ဆိုရင်သမ္မာဝါစာမဖြစ်ဘူးကိုယ်ကမက်ကင်လမ်းကြောင်းမတက်ဘူးနော်လမ်းမှားပေါ်သွားနေအေးမလိန်ဘူးငါတို့ကမှန်မှန်ပဲမှန်တာပဲပြောတယ်မက်ကင်လမ်းကြောင်းပေါ်တက်တယ်တယောက်နဲ့တယောက်မတက်အောင်ငါတို့မပြောဘူးခုံးမတိုက်ဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တယ်လူတစ်ဖက်သားကိုရိုင်းပြတဲ့အပြောဆိုတွေနဲ့မပြောဘူးလိမ္မာယဉ်ကျေးစွာယဉ်ကျေးချင်းပြောတယ်ဟောမဲ့ကလမ်းကြောင်းပေါ်တက်တယ်အကျိုးမရှိတဲ့တရားလက်လွတ်စကားတွေကိုမပြောဘူးတကယ်ကိုလောကအကျိုးတန်တရားအကျိုးရှိတဲ့စကားမျိုးတွေကိုပြောတယ်ဟောမဲ့ကလမ်းကြောင်းပေါ်ရောက်သွားတယ်အဲ့ဒါကိုသမ္မာဝါစာလို့ခေါ်တယ်နော်အဲ့ဒါကိုကိုယ်တိုင်ကျင့်ဒါကိုလမ်းကြောင်းပေါ်ရောက်နေပြီလို့ပြောချိုလူကြီးဟာကဘာဘာလမ်းကြောင်းနဲ့ရောက်သွားရင်သူပတ်နေမှာပဲသူကအဲ့ဒါလိုပဲမြတ်စွာဘုရားချမှတ်တဲ့လမ်းကြောင်းပေါ်ရောက်လိုက်ရင်ဒုက္ခတွေအများကြီးတက်တာသွားလိမ်လီမှုဆိုတာလည်းမရှိဘူးတယောက်နဲ့တယောက်မတည့်အောင်ဂုံတိုက်မှုအချွန်နဲ့မှားတာဆိုတာမရှိဘူးနော်
ဆဲရီတိုင်းထွာတာဆိုလည်းမရှိဘူးအကျိုးမဲ့စကားတွေပြောဆိုခြင်းဆိုလည်းမရှိဘူးလူလောကကောင်းကျိုးပြုတဲ့စကားမျိုးတွေပဲပြောတယ်ဟုတ်လားဒီဟာသမ္မာဝါစာသမ္မာကမ္မတာတဲ့သူများတဲ့ကိုမတတ်ဘူးအကျဉ်းတရားထားတယ်မေတ္တာထားတယ်သူတစ်ပါးသားမိသူများဥစ္စာကိုမယူဘူးဒီရိုးသားဖြောင့်မတ်စွာနေတယ်သူတစ်ပါးသားမယားကိုမပြစ်မှားဘူးဂုဏ်သိက္ခာရှိရှိနေတယ်ဟောသမ္မာကမ္မတာအဲ့ဒါဆိုရင်ဒီကနေ့ခေတ်လေဒါတွေကလူတော်လူကောင်းပဲပြောမယ်ဆိုရင်၅ပါးသီလလုံးတာနော်၅ပါးသီလလုံးလိုက်တာနဲ့တပြိုင်နက်ကြည့်၅ပါးသီလလူတိုင်းလုံးမယ်ဆိုရင်သူများလုံတာမလုံတာသာထားကိုလုံမယ်ကိုလုံလိုက်တာနဲ့တပြိုင်နက်ကိုမှလူသားမှုဆိုတဲ့ပြစ်မှုရာဇဝမှုကျူးလွန်တာကိုမရှိဘူးသူများဥစ္စာခိုးမှုလူရဲမှုတိုက်ခိုက်မှုဆိုတာကိုမကျူးလွန်ဘူးရိတ်လောက်တာဆိုတာကိုမလုပ်ဘူးမကျူးလွန်ဘူးနော်လိန်ဒီလိစားပြီးသူတော်ဘာအကျိုးပြအောင်လုပ်တယ်ဆိုကိုမလုပ်မူရစေဝါကိုမသုံးဘူးဆိုကိုယ်ကဘာလေးဟာအေးချမ်းတယ်ကိုနဲ့ကိုပတ်ဝန်းကျင်မှာ၅ပါးသီလလုံကြပြီဆိုလို့ရှိရင်အေးချမ်းတဲ့ကဘာတစ်ခုဖြစ်နံပါတ်1ကိုကဘာကိုရင်အေးအောင်ကိုဒီ၅ပါးသီလလုံအောင်ကြိုးစား၅ပါးသီလလို့ဆိုတာ ਨੇ ဒီလူတွေဟာဝေးလံတဲ့အတွေးမျိုးသွားတွေးမိတတ်တယ်သို့တော့ကောင်းမွန်တဲ့ကိုချင်းတရားတစ်ခုအနေနဲ့ကိုဟာလက်ခံကျင့်သုံးတယ် morality ဆိုတာဒါပြောတယ်နော်ကိုချင်းတရားကိုကောင်းလိုက်တာဒီကိုချင်းတရားကောင်းခြင်းအပြင်လူဟာလူသိက္ခာအပြည့်အဝရပါရမရကိုယ့်ကိုစဉ်းစားကြည့် human dignity ဆိုတဲ့လူသိက္ခာဟာ၅ပါးသီလပေါ်မှာရှိတယ်၅ပါးသီလကျင့်ဖို့ဖောက်ပြန်တဲ့ပုဂ္ဂိုလ်ဒီ human dignity မရှိတော့လူကုန်ခြင်းကိုချင်းတရားတွေပြပြတယ်လို့ဆိုအဲ့ဒါတမ္မာဝါစာတမ္မာကမ္မတာပဲတမ္မာအာစီဝါဆိုတာအသက်မွေးတဲ့အခါမှာဒီထူးဆဲတဲ့နဲ့အသက်မမွေးဘူးမှန်ကန်တဲ့နော်အပြစ်ကင်းတဲ့နေလန်းနေနဲ့အသက်မွေးတယ်ဆိုပါစို့သူများပညာသင်ပေးခြင်းဖြင့်ရလာတဲ့ငွေကြေးနဲ့အသက်မွေးတယ်ကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့အသက်မွေးတယ်စိုက်ပျိုးရေးလုပ်ပြီးတော့အသက်မွေးတယ်ဒါတွေဘယ်သူမှမထိခိုက်မနစ်နာတဲ့အသက်မွေးမှုတွေပဲအဲ့ဒါလို့အသက်မွေးမှုဆိုရင်တမ္မာအာဇီဝဖြစ်သွားတယ်ဟောတာလမ်းကြောင်းပေါ်တက်တယ်အဲ့ဒီအတိုင်းလိုင်းတာကျင့်သုံးလို့သီလပြေဝသွားပြီဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းအေးချမ်းသွားပြီဒီအတိုင်းလိုက်နာလို့ရှိရင်လိုက်နာသူမှာနှလုံးစိတ်ဝမ်းအေးချမ်းဒီအဓိပ္ပာယ်ကိုပြောတာနော်အေးဒီတဲ့တဆင့်တဲ့တမာတိကိုယ်စိတ်ငြိမ်အောင်ထွက်လေဝင်လေမှတ်တယ်စိတ်တွေမှာလောဘတွေပဲဖြစ်အောင်ထိန်းတယ်ဒေါသတွေပဲဖြစ်အောင်ထိန်းတယ်ကာမိသန္တာလို့ဆိုတဲ့ကာမဂုဏ်အာယုစိတ်တွေထိန်းတယ်ဗျာပါဒဆိုရယ်မုန်းတီးတဲ့စိတ်တွေထိန်းအဲ့ဒီလိုနိဝရဏတရားတွေကိုယ့်ရဲ့ထဲမှာဒါတွေမရှိအောင်ဒီထွက်လေဝင်လေမှတ်တာတို့ဘုရားကုံတော်ပွားတာတို့မေတ္တာပွားတာတို့ဆိုတဲ့ကျင့်စဉ်တစ်ခုကိုနေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုတမာရီကျင့်စဉ်လေးတစ်ခုကျင့်အဲ့တမာရီကျင့်စဉ်လေးတစ်ခုကျင့်တဲ့နေရာမှာတမာတိဖြစ်ဖို့အတွက်ဝီရိယလုံးလားစိုက်တာပါရတယ်တတိပါရတယ်ဒါကြောင့်မို့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုသုံးခုပေါင်းထားတာအဲ့ဒီလိုသီလပြီးတဲ့အခါမှာတမာတိလုပ်ရမယ်အဲ့တော့ခုနပြောတဲ့သီလကဘာကိုအကျိုးပြုတာတုံးလို့ဆိုရင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာကိုခံစားငါမဟုတ်တာမလုပ်ဘူးကိုယ့်ကိုပြန်တွေးလိုက်ရင်ပြစ်ကင်းကိုယ့်ကိုငါမဟုတ်တာလှုပ်ထားတာမရှိဘူးလို့ဆိုရင်ရင်ထဲမှာအေးချမ်းသွားမဟုတ်တာလှုပ်ထားတဲ့ပုဂ္ဂိုလ်ကတပူနွေးနွေးဖြစ်တယ်အဲ့တော့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးရတယ်ပြစ်ကင်းတဲ့ချမ်းသာမျိုးကိုအကြောင်းပြုပြီးတော့ချမ်းသာရင်စိတ်တည်ငြိမ်တယ်ဟောတမာတိဖြစ်လွယ်တယ်ဒီလိုဆိုလို့တယ်နော်တမာတိဖြစ်လွယ်တယ်ကိုယ်တီလာလေးကိုကိုပြန်ဆင်ကျင်ကြည့်လိုက်ဆင်ကျင်လိုက်လို့ရှိရင်ငါဟာဘယ်တော့မှမဟုတ်တာမလုပ်ဘူးသူများတယ်လည်းငါမတတ်ဘူးသူများဥစ္စာလည်းမကိုငါရဲ့ကိုချင်းတီလာကောင်းတယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာစိတ်ကကြည်နူးသွားကြည်နူးမှုကြောင့်ဝမ်းသာမှုဖြစ်တယ်ဝမ်းသာမှုကြောင့်ပီတိဖြစ်တယ်ပီတိကြောင့်
ကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတဲ့အခါမှာချမ်းသာတယ်ဆိုတာဖြစ်တယ်ချမ်းသာလာတဲ့အခါဘာဖြစ်တယ်ဆိုစိတ်ကလေးကငြိမ်းလာတမာတိဖြစ်လာတမာတိဖြစ်ပြီးဆိုမှဘာဖြစ်လဲဆိုယထာဘုဒ္ဓဉာဏတဒနာဘဝအခြေအနေမှန်ကိုကောင်းကောင်းသိသွားယထာဘုဒ္ဓဉာဏထဒနာသိတယ်မြင်တယ်အမှန်ကန်သိတယ်မြင်တယ်ဆိုရင်ဉာဏ်ဟာတမာတိရှိမှဖြစ်တယ်ဒီလိုဆိုလို့လေဒါကြောင့်မြတ်စွာဘုရားအဲ့ဒီကျင့်စဉ်တိုင်းကျင့်တော့ယထာဘုဒ္ဓဉာဏတဒနာအမှန်ကန်သိသွားပြီဆိုကဲအမှန်ကန်ကဘယ်လောက်ထိအောင်သိတယ်လဲခုနပြောငါဟာအိုးရအောင်မှာအိုးခြင်းသဘောကိုမလွန်သေးဘူးဒါအမှန်ကန်သိတာငါသည်ဖြာနာတတ်တဲ့ယောဂရတတ်တဲ့သဘောရှိတယ်ယောဂရခြင်းသဘောကိုငါမလွန်နိုင်သေးဘူးငါမှသိခြင်းသဘောရှိတယ်သိခြင်းသဘောတရားကိုငါမလွန်နိုင်သေးဘူးလို့ဟောဒီလိုသိတာအမှန်ကန်သိတယ်လို့ခေါ်တယ်အဲ့ဒီကနေပြီးတော့ကုသိုလ်လို့သိတယ်အကုသိုလ်ကိုအကုသိုလ်သိအေးလောဘဒေါသမောဟဆိုအကုသိုလ်တွေအလောဘအဒေါသအမောဟဆိုကုသိုလ်အကုသိုလ်သိတာလည်းအမှန်သိတယ်လို့ခေါ်တယ်အဲ့ဒါလို့ကိုလို့ရမယ့်ဟာနဲ့မလို့ရမှာသိတယ်မလို့ရမှာကိုသိတယ်လို့ရမှာကိုသိသမာဓိဋ္ဌိပဲဒါလေအဲ့ဒီကနေပြီးနောက်ဆုံးသိရမယ်အဆင့်တိုးမြင့်သွားပြီးသိရမယ်ဟာတော့ဘာလို့ဆိုရင်ငါးတဏ္ဍမှာဖြစ်နေတဲ့ယုတ်တိနံတွေဟာဘယ်ရမှမမြဲဘူးအလုံးပြောင်းလဲနေတာဘာနဲ့ဥပမာတူလို့အေယဝရီမြေထဲကမြေရည်တွေဟာထာဝရစီးဆင်းနေတယ်လို့ပဲငါခန္ဓာကိုယ်မှာဖြစ်နေတဲ့ယုတ်တိနံတွေတဘာဝတရားတွေဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်လို့ဒီလိုမြင်တာထာဝရပြောင်းလဲနေတဲ့အရာတွေတည်မြဲမှုမရှိဘူးတည်မြဲမှုမရှိတဲ့အရာတွေပေါ်မှာငါတွေ့တာနေလို့မဖြစ်ဘူးအမှန်ကန်မြင်လာမှန်ကန်မြင်တဲ့အခါကျတော့ဒါဒီပေါ်မှာစိုးရိမ်စိတ်ဆိုတာမလာတော့မလာရင်နှလုံးစိတ်ဝမ်းအေးချမ်းသွားနော်အမှန်မြင်မှနှလုံးစိတ်ဝမ်းအေးချမ်းအမှန်မမြင်မဲနဲ့စိတ်ကူးရင်နေလို့ရှိရင်တော့နှလုံးစိတ်ဝမ်းအေးချမ်းမှုကမလာဘူးဘာလို့လို့ဆိုရင်တဘာဝကသူ့အတိုင်းသူဖြစ်လာအေးလက်ကိုမီးမလောင်သေးမပူသေးဘူးအဲ့ဒါသူ့အတူမလောင်လို့မပူတာငြိမ်းတာမဟုတ်ဘူးနော်လောင်လာတဲ့အခါမှာမပူဘူးဆိုမှငြိမ်းတယ်လို့ခေါ်တယ်နော်အေးဒါကြောင့်မို့နှလုံးစိတ်ဝမ်းအေးချမ်းမှုအတွက်အမှန်ကန်မြင်အောင်ကြိုးစားရမယ်ဆိုလိုတာကတော့ခဏခေတ်စကလုံးနဲ့ပြောရမယ်ဆိုဝိပဿနာကျင့်စဉ်ကျင့်ပေါ့ကျင့်လိုက်ပြီဆိုတဲ့အခါမှာအရာခသိအောင်မမြဲဘူးပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ဘဝကြီးဆိုတာလည်းမတည်မြဲဘူးနော်ဖြစ်ပေါ်လာပြီးရင်ပြတ်သွားမယ်အဲ့ဒီဖြစ်မှုပြတ်မှုသဘောတရားတွေကိုလွန်မြောက်မှသာလေမြတ်စွာဘုရားဟောခဲ့တယ်လို့ဝေယဓမ္မသင်္ခါရတရားတွေဆိုတာပြောင်းလဲပျက်စီးနေတဲ့အရာတွေသာဖြစ်တယ်ဒါတွေပေါ်မှာငါတွေ့တာနေလို့မဖြစ်ဘူးအသိဉာဏ်တွေဝင်လာတဲ့အခါရုပ်တံခန္ဓာတွေပေါ်မှာကိုယ်နေတတ်ထိုင်တတ်တာခါတိုင်းလို့ဆွလန်းကြီးမဟုတ်ငါဟာငါပိုင်နာနဲ့ဆိုဆွလန်းမှုတွေမရှိတော့သိရော့သွားငါတနေ့ကျတော့အကုန်ထားခဲ့ရမှာဆိုတာသဘောပေါက်သွားရော့သွားအဲ့လိုရော့သွားတဲ့အခါမှာဒါတွေ့တာမှုရော့တယ်လို့ခေါ်တယ်တွေ့တာမှုရော့လာလို့ရှိရင်တောကလည်းရော့လာတာတွေ့တာမှုများလေတောကများလေနော်where there is attachment there is worry ဆိုတွေ့တာတဲ့နေရာမှာ worry ဆိုတာလာတယ်တွေ့တာမှုမရှိတဲ့နေရာမှာ worry ဆိုတော့ကမလာဘူးတွေ့တာမှုရှိမှလာဒါကြောင့်မို့ဝိပဿနာဉာဏ်ဖြင့်တွေ့တာမှုကိုခွာလိုက်တဲ့အခါမှာတောကဆိုရောကြသွားတယ်နောက်ဆုံးလုံးဝခွာလိုက်ရင်လုံးဝရောကြအဲ့ဒါကိုပြောတာနှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်သည့်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားများနှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်တဲ့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားများဟာနာယုမသပြီးကိုယ်တိုင်လိုက်နာကျင့်သုံး apply လုပ်ရမယ်လို့ပြောနေ့စဉ်နဲ့ apply လုပ်ဆိုတာနေ့စဉ်တရားထိုင်ခိုင်းတာပြောတာမဟုတ်ဘူးဘဝမှာဆင်ခြင်တုံတရားနဲ့နေရမယ်တပြေးပြေးပါသွားအောင်စဉ်းစားတာလည်းပဲจิตနာခေါ်တယ်ဒါလည်းနော်လိုက်နာကျင့်သုံးမှုက2မျိုးရှိတယ်ခဏခဏစဉ်းစားပြီးတော့သဘာဝတရားတွေကိုကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဟပ်ပြီးကြည့်ပြီးသိရှိနားလည်လာဘုဒ္ဓကြီးထိုင်မှတရားထိုင်တာမဟုတ်ဘူးအဲ့ဒါတမာရိယအောင်ကျင့်တာနော်ကိုယ်အသိဉာဏ်နဲ့ကိုယ်လောကကြီးကဘယ်ရာမှမမြဲဘူးဆိုတာကိုသိလာလို့ရှိရင်
ကိုယ်ရင်ထဲမှာရှိတဲ့တွေ့တာမှုတွေကိုရှော့ချနိုင်သည့်ထိအောင်အဲ့ဒီအမြင်ကိုခိုင်မာအောင်လုပ်ရမယ်လို့ဆိုပါအဲ့ဒါလို့จิตကြံကြိုးကိုအထုတ်ခြင်းဖြင့်သာလျှင်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေကငြိမ်းချမ်းမှုကိုပေးတာဖြစ်ပါတယ်ကမ္ဘာလောကမှာရှိကြတဲ့လူသားတွေဟာငြိမ်းချမ်းမှုကိုမရကြပါဘူးစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုမရနိုင်ကြတာဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ကင်းဝေးနေလို့သာဖြစ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာထိုက်တဲ့တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုသိရှိနားလည်ကြတယ်ဒါကြောင့်မို့နှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်သည့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားများဆိုတာကိုဘုန်းကြီးတို့တွေမှတ်သားပြီးလိုက်နာကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့လက်ဝယ်ရှိနေတဲ့အခွင့်ကောင်းကြီးကိုလက်မလွတ်စေပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေအတိုင်းမှန်ကန်တဲ့အတွေးတွေတွေးပြီးမှန်ကန်တဲ့အမြင်တွေရအောင်တို့တွေကြိုးစားအထောက်မှသာလဲနှလုံးစိတ်ဝမ်းအေးချမ်းမှုရမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးကျင့်ကြံကြိုးကုပ်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း